အပျော်စင်စစ်ဖြစ်ရမည်အိမ်ရှိကိုတော်လေးအစီအမံကိုလာရောက်၍တကူလာပြည့်နေတွင်ယူနိုင်သည်အဲ့ဒီနေလေရောက်ကောဒီတိုင်းပြည်အပြင်ကျန်တဲ့ခုနှစ်ပြည်တော်မိန်းမတွေပေါ့မိန်းမတော်များများလဲဘယင်ကတော့ဖြစ်ချင်တာဟုတ်ဗျဝေကောင်းစလာတွေဝဲပြီးတော့ကိုတော်လေးရှေကိုသွားတဲ့ကကိုတော်လေးကဟိုးအဝေးမှာရှိတဲ့ပန်းအိုးလှလှလေးကိုယူဟောဒီရှေ့မှာရှိတဲ့မြေစီလာကိုမြေစီကိုထက်မြေစီနှုံးမြေပေါ့ဗျာမြေစီထက်ဟိုးခလက်လက်မှာရှိတဲ့ပန်းမျိုးစေ့ကိုယူလက်နဲ့နိုင်တဲ့လောက်ယူပန်းကိုစိုက်ခဲ့တရင်ကျွတ်လာပြင်းနေကြရင်တော့ပွင့်နဲ့ပန်းနဲ့အတူတူဒီကိုပြန်လာရမယ်အချိန်ဘယ်လောက်ပေးလို့တကူလာပြရတရင်ကျွတ်လာပြဆိုတော့6လပေးထားမိမတွေလေးပန်းလေးကိုယူမြေစီကိုထက်မျိုးစေ့ကိုထက်အိမ်ပြန်သွားပြီးပန်းပြိုးကြတယ်လို့ကိုတော်လေးကပန်းစိုက်တာဝါသနာပါတော့လစ်လာပြီးသားဒီကိုတော်လေးပဲပန်းကြိုက်တယ်ဆိုတာသိတဲ့အတိုင်းပဲအဲ့ဒီမှာရှိတဲ့ဥယျာဉ်ဆောင်နေရလဲဟုတ်ပြီလားဒီဘယင်လေးဒီကိုတော်လေးဘာကြိုက်တယ်ဆိုတာကိုလှုပ်ထားပြီးသားအပေးဥလှုပ်ပြီးပြောထားပြီးသားအကုန်စိုက်ကြတာဒါနဲ့တရင်ကျော်လာပြင်းနေလဲရအောင်ကောခုနေကစရင်အတိုင်းမင်းကလေးတွေကပန်းအိုးလေးတွေကိုဘာလုပ်ပြီးတော့ရွက်ပြီးပန်းလေးတွေပွင့်လို့လာကြတာအဲ့ဒါကိုတော်သူကိုယ်တိုင်မှတ်တမ်းတင်တယောက်ချင်းမှတ်တမ်းတင်ပန်းနေရလှလိုက်တာဘယင်ကြီးကလည်းသူ့သားဘာလုပ်နေလဲပေါ့အဲ့ဒီလိုမှတ်တမ်းတင်နေရင်းနဲ့မိမဘောင်ကလည်း5-6တောင်းလောက်တော့ရှိမှာပေါ့အဲ့ဒီတည်းမှာထူးထူးဆန်းဆန်းမိမငယ်လေးရတော့ငိုပြီးတော့ပန်းအိုးလေးကိုဂရစ်ကိုခြီပြီးလာတာအပင်မပေါက်တဲ့ပန်းအိုးရဲ့မြေကြီးရဲ့ပါတယ်အပင်မပါအောင်ကိုတော်လေးရှေ့ရောက်တော့ငိုပြီးရှောက်ထားတယ်မှန်လားပါကိုတော်လေးအင်းရှိကိုတော်လေးကျမလည်းကျွန်တော်မျိုးမှလည်းပြိုးတာပဲစိုက်တာပဲဘယ်လိုမှအပင်မဖြစ်တာကျွန်တော်မျိုးမှတတ်ရှင်လက်တတ်ပါထားရင်လည်းနေရမှာပါကဲမှတ်တမ်းပေးပြန်ဒီလိုမိမအများကြီးထဲမှာဒီမျိုးသမီးတယောက်ပဲအပင်မပေါက်ပြန်ညဒါနဲ့တစောင်းပေါင်းလှပြင်းနေမှာနန်းသိမ့်ပွဲချင်းပါမှာဘယင်ကတော်လည်းတခါတည်းရွေးချယ်မယ်တင်မြောက်မယ်နန်းသိမ့်မှာမိမတွေအားလုံးရင်ခုန်တာပေါ့သူများဖြစ်မလားငါများဖြစ်မလားဝေကောင်းစလာတွေနဲ့ပေါ့အဲ့ဒီအချိန်မှာရင်ထိတ်နဲ့မျောနေရင်းနဲ့တဝန်လွာထွက်လာဘသူ့ကိုရွေးချယ်လိုက်လဲဆိုတော့ပန်းအပင်ပြောတာအပင်လုံးဝမပေါက်တဲ့မိမကိုရွေးလိုက်တာဘာလို့ရွေးတာလဲမိမတွေကမကျင်တတ်ဘူးဒီဘယင်ယူနေပြီငါတို့လိုပန်းလာပွင့်တာကြတော့သူမရွေးဘူးအပင်တော့မပေါက်တဲ့အမြုံမှရွေးရသလားဘယင်ကသိတယ်ဘယင်ကဒီလိုအတင်းပြောမှန်းသိတော့အဲ့ဒီနေ့မှာပဲဒီဘက်ကလိုသတင်းစာရှင်းလင်းပွဲပေါ့ပရိသတ်ရှင်းမှာစကားတစ်ခုမဲ့ပြောတယ်အားလုံးမှတ်ထားကြဒီတိုင်းပြည်မှာငါဘယင်ဖြစ်တဲ့အချိန်ငါတဲ့အရေးကြီးတာငါယူမယ်မိမပဲနင်တို့လိုသစ္စာမရှိတဲ့မိမတွေငါရွေးလို့မဖြစ်ဘူးနင်တို့မသိအောင်ငါစီမံထားတာရှိတယ်နင်တို့ယူသွားတဲ့မျိုးစေ့တွေအားလုံးကိုရေနွေးဆူဆူထဲမှာ9 နာရီလောက်ပြုတ်ထားပြီးသားအပင်ပေါက်စရာအကြောင်းမရှိဘူးအပင်ပေါက်တဲ့မိမတွေကသစ္စာမရှိတဲ့မိမတွေ